မင်္ဂလာပါဗျာမချော်စော်ရိုင်းတက်လို့အသင်းမှာဒီစနစ်အရန်ကောင်းပေမဲ့ပိတ်သက်တွေအကြိုက်မတွေ့တာနေထိုင်မှုစရိုက်အရထင်းနေပုံပုံနေတတ်တာတွေကြောင့်ခေတ်ပြန်ကစားသမားတွေနဲ့ရှင်တဲ့အခါမိမ့်မိန်ခဲ့ရသူတွေရှိပါတယ်ဒါပေမဲ့သူတို့ရဲ့ဒီစနစ်ပိုင်းကြော်အောင်မှုကြောင့်ဒီပြမန်နေဂျာတွေရဲ့အားကိုးမှုပြေဝရရှိခဲ့တဲ့ကစားသမား6ယောက်အကြောင်းကိုပြောပြပေးပါမယ်နံပါတ်6ကတော့စပိန်ကွင်းလယ်လူအန်တာဟာရေယာပါဟာရေယာဟာကွင်းလယ်မှာစိတ်တက်ပြင်းထန်သလိုနီးပြခိုင်းတဲ့အတိုင်းတိတိကျကျကစားပေးနိုင်သူပါသူတစ်ပြည့်2019တုန်းကချက်စီကွင်းလယ်လူဟာရဇက်ကိုတဝင်းလုံးပတ်ပြီးလူကစားခဲ့တဲ့ပွဲဟာသူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုပါသူရှိနေရင်ကွင်းလယ်ကပို့ပြီးမှကြောပေမဲ့သူထွက်သွားတဲ့အခါမှာသူ့တံမိုးကိုပို့တိခဲ့ကြတာမျိုးပါအနာဂတ်အသင်းကောင်းဆောင်ထိရီမန်းထားခဲ့ကြပေမဲ့အမှတ်မထင်ပြင်သစ်ကလပ် PSG ကိုပြောင်းရွှေ့သွားခဲ့ရသူပါနံပါတ်5ကတော့အင်္ဂလန်တိုက်စစ်ကစားသမားဂျက်စီလင်ကတ်ဖြစ်ပါတယ်လင်ကတ်ကဝေဖန်မှုတွေအများကြီးကြုံခဲ့ရပေမဲ့မော်ရီယိုလက်ထက်ကအရေးကြီးတဲ့ပွဲတွေသူ့တစ်ပြည့်ဝင်ပလီကဖလားဘိုလ်လူပွဲတွေမှာအမြဲတမ်းဝိုးသွင်းပေးလိရှိပါတယ်အသင်းအတွက်နေရာလွတ်တွေရအောင်ပြေးလွှားပေးတဲ့နေရာမှာသူ့လောက်အလုပ်ကြိုးစားတဲ့သူမရှိပါဘူးတိုက်စစ်မှာနေရာစုံကစားနိုင်တဲ့အထိဒီစနစ်ပိုင်းကျော်ရပေမဲ့နောက်ပိုင်းနီးပြအပြောင်းလဲပြင်ပလူနေမှုစရိုက်စတာတွေကြောင့်ခြေစွမ်းပိုင်းထိုးကြခဲ့ရပါတယ်နံပါတ်4ကတော့ဖျားစုဘရာဇီးသားလို့ပြောကြတဲ့ဘရာဇီးကွင်းလယ်လူဖရက်ဖြစ်ပါတယ်ဖရက်ဟာဝေဖန်မှုတွေအများကြီးခံခဲ့ရပေမဲ့ကွင်းလယ်မှာသူ့ရဲ့ပြေးအားနဲ့ဖြတ်အားကနီးပြတိုင်းအတွက်အသုံးဝင်ခဲ့ပါတယ်ဒုတိယပွဲကြီးပွဲကောင်းတွေမှာပြိုင်ပွဲကစားသမားတွေကိုတဝင်းလုံးပတ်ပြီးနှောက်ယှက်တဲ့နေရာမှာသူကထိတ်တံမှာအတန်တိတ်အလုပ်ကြီးပြုတဲ့အင်ဂျင်တစ်လုံးလို့ဆိုနိုင်ပါတယ်ကျွန်တော်ကြိုက်ဆုံးကစားသမားဖြစ်ပြီးတပွဲလုံးမမောတန်းပြေးလွှားကစားနိုင်သူပါနံပါတ်3ကတော့အီတလီနောက်ခံလူမက်တီယိုတာမီယာမှာဒါလီဘလင်နဲ့ခက်ပြိုင်နောက်ခံလူတစ်ယောက်ပါသူကအရန်ကြီးထင်ပေါ်ကြော်ကြားတာမျိုးမရှိပေမဲ့ခန်းစစ်ပိုင်းမှာစနစ်တကျရှိပြီးတည်ငြိမ်တဲ့ကစားသမားမျိုးပါမော်ယွန်လက်ထက်ယူပါလီဘိုလ်ပွဲမှာ AJS ကိုနိုင်ခဲ့တုန်းကလည်းသူဟာအကောင်းဆုံးပုံစံပြခဲ့ပါတယ်နောက်ပိုင်းမှာအီတလီထိပ်တန်းကလပ်အင်တာမီလန်မှာနေစစ်နဲ့ဘလောက်ကောင်းကြောင်းတက်တည်ပြနိုင်ခဲ့ပါတယ်နံပါတ်2ကတော့ဘယ်ဂျီယန်သားမာရိုယန်ဖဲလိုက်နေပါလောက်ကျိုက်နေတဲ့ကစားသမားဖြစ်ခဲ့ပေမဲ့အသင်းအတွက်ပလန်ဘီအနေနဲ့အမြဲတမ်းအသုံးတည့်ခဲ့သူပါပွဲကစားရချိန်နေပေမဲ့လူစားဝင်လာတိုင်းရေးကြီးတဲ့ဂိုးတွေသွင်းပေးလေးရှိသလိုခက်ခဲတဲ့ပွဲတွေကိုအလဲ့ပြောင်းဖြစ်စေခဲ့တဲ့ကစားသမားတစ်ယောက်ပါဒါပြင်နီးပြတွေရဲ့ဒီစနစ်အတိုင်းလိုက်ကစားနိုင်တဲ့သူပါစပင်ပုံစံကြောင့်နာမည်ကြီးသလိုလက်ရှိအသင်းကဟယ်ရီမက်ဝိုင်းရလိုအမြင့်ဘောနီစနစ်မှာဆရာတဆူပါနောက်ဆုံးနံပါတ်1ကတော့နယ်သာလန်နောက်ခံလူဒါလီပလန်ဖြစ်ပါတယ်ခန္ဓာကိုယ်အင်အားထက်ဘောလုံးမြင်နဲ့ကစားကွက်ကိုဖတ်နိုင်စွမ်းအလွန်ကောင်းမွန်ပြီးနောက်ခံလူရောကွင်းလယ်နေရာမှာပါအမှားရမရှိတည်တည်ငြိမ်ငြိမ်ကစားပေးနိုင်တဲ့သူပါ၎င်းရဲ့ဘဲချေပေးဖို့မှုတွေကအသင်းရဲ့တိုက်စစ်ကိုအနောက်ကနေကောင်းကောင်းပုံဖော်ပေးနိုင်တယ်လို့နေရာစုံကစားနိုင်တဲ့အရေးချင်းကြောင့်ဒီပြတိုင်းအတွက်အားကိုးရတဲ့အတန်တိတ်သူရဲ့ကောင်တအုပ်ဖြစ်ပါတယ်။ United ခန်းစစ်ပေးကိုအနည်းဆုံးဖြစ်ခဲ့တဲ့ရာသီတွေမှာသူဟာအုံနောက်နဲ့ကစားပြီးအသင်းကိုအကောင်းဆုံးထိန်းချောင်းပေးခဲ့သူလည်းဖြစ်ပါတယ်။အခုလိုအချိန်မှာအသင်းမှာရှိနေသေးခြင်းတဲ့သူပါ။ဒီကစားသမားတွေဟာအသင်းရဲ့နှိမ်ပါနေတဲ့အချိန်မှာပိတ်သက်တွေအညိုညင်ဆုံးအချိန်တွေမှာနေစနစ်ပိုင်းတာဝန်ကြီးစွာပေးဆက်ကစားခဲ့ကြတဲ့သူတွေပါ။ပိတ်သက်အများစုမကြိုက်ကြပေမဲ့အသင်းအတွက်တာဝန်ကြီးစွာ professional ပီတာစွာနေစနစ်ကောင်းကောင်းနဲ့ကြိုးစားကစားခဲ့ကြသူများဖြစ်ကြပါတယ်။ကြည့်ရှုနားဆင်ပေးကြလို့ကျေးဇူးပါခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။တတား